They say you know and you know so let's ပါတယ်ဒါပေမဲ့ရှူတင်မှာတော့အဲ့လိုမျိုးမရှိပါအေးဆေးပါပဲတကုန်းပဲလိုက်ပြီးတော့ပံ့ပိုးပေးတာလိုအပ်တာတွေကြည်ပေးတာကူညီပေးတာပေါ့နော်အဲ့လိုဟာမျိုးတွေရှိတယ်ဘေးကနေကြည်ပေးတဲ့ဟာမျိုးတွေပေါ့နော်အပြင်ဘာတွေလိုတယ်ဘယ်လိုလေးတွေလိုအပ်တယ်အဲ့လိုမျိုးဘေးကနေအဲ့လိုမျိုးဟိုပါရမီဖြစ်ဘက်အကောင့်တယောက်အနေနဲ့support လုပ်နေတာတော့အများကြီးတွေ့ရပါတယ်ခုနကကျွန်တော်ပြောလို့ပဲဝမ်းသာပါတယ်သူ့အတွက်လည်းဂုဏ်ယူတယ်ဝမ်းသာတယ်ပြီးတော့ဟိုဖြစ်တဲ့နေပြီပေါ့နော်ဒီအချိန်မှာအဲ့တော့ဒါအကောင်းဆုံးပါပဲသူ့မှာဟိုမှာပြိတ္တတွေရှိတယ်အောင်မြင်မှုတွေလည်းရှိတယ်ဆိုတော့အခုဘေးနားမှာသူ့အတွက်လက်တွဲပေါ်ကောင်းဇနီးပေါ့နော်လက်တွဲပေါ်ကောင်းတယောက်လည်းရှိပြီဆိုတော့ကျွန်တော်ထင်တာသူ့ဘဝကြီးကပို့ပြီးတော့အရင်ထက်ပို့ပြီးပြည့်စုံသွားပြီလို့ထင်ပါတယ်ဝမ်းသာပါတယ်တကုန်းအတွက်လည်းတကုန်းလည်းဝမ်းသာတယ်ပြီးတော့အခုလိုမျိုးဒါသူလည်းပြောမှဆိုယူသင်းတဲ့အရွယ်ပေါ့နော်အိမ်အောင်ကြားသင်းတဲ့အရွယ်ယူသင်းတဲ့အရွယ်ရောက်နေပြီဆိုတော့ပို့ပြီးတော့သူ့ဘဝတော့ပို့လေးနဲ့သွားတာပေါ့နော်လေးနဲ့သွားတယ်ပြီးတော့သူတို့နှစ်ယောက်ကလည်းတကယ်ကိုမြင်နေရတယ်လေတန်အောင်စင်ရှိကြတယ်ချစ်လဲချစ်ကြတယ်တကုန်းလည်းဂယုစိုက်တယ်ဆိုတော့သူ့အတွက်အများကြီးကံကောင်းပါတယ်ဒါပေမဲ့ရှူတင်မှာတော့အဲ့လိုမျိုးမရှိပါအေးဆေးပါပဲတကုန်းပဲလိုက်ပြီးတော့ပံ့ပိုးပေးတာလိုအပ်တာတွေကြည်ပေးတာကူညီပေးတာပေါ့နော်အဲ့လိုဟာမျိုးတွေရှိတယ်ဘေးကနေကြည်ပေးတဲ့ဟာမျိုးတွေပေါ့နော်အပြင်ဘာတွေလိုတယ်ဘယ်လိုလေးတွေလိုအပ်တယ်အဲ့လိုမျိုးဘေးကနေအဲ့လိုမျိုးဟိုပါရမီဖြစ်ဘက်အကောင့်တယောက်အနေနဲ့support လုပ်နေတာတော့အများကြီးတွေ့ရပါတယ်မဟုတ်ပါဘူးလူဟာကကျွန်တော်တို့ကအသက်ကြီးသွားပြီလေဟာကသူတို့ကလူငယ်တွေဆိုတော့ပို့ပြီးတော့ရိုတာပေါ့ဟိုပြောစရာမလိုပါဘူးဟိုဟာတကုံတို့ကဘာလို့လူငယ်တွေကအခုခေတ်ကပို့တော်ကြရလေကိုတက်တောင်ကျွမ်းသေးတယ်ဟုတ်လားဆိုတော့ကျွန်တော်လည်းမသိဘူးလေအဲ့ဒါဘာပေါ့ဒါဟိုပြဿနာမဖြစ်လေကောင်းလေပေါ့နော်ဟိုလင်းနဲ့မရအိမ်တော်တခုမှာဘာပြဿနာမဖြစ်ဘူးမနဲ့အဲ့ရနိုးတွေကအဲ့လိုတိုင်မင်းအေးချမ်းချစ်ခင်ရှိတယ်ဆိုတော့အဲ့ဒါမင်္ဂလာရှိတာပေါ့ရန်တွေပါဖြစ်မနေဘူးပေါ့နော်သူ့စကားနားထောင်ရံပြစ်စရာလည်းမရှိတော့ဘူးလေပို့ပြီးတော့ဟိုတခြားယောက်ျားလေးတွေထက်ပို့ပြီးတော့ခံစားလွယ်တယ်ပို့နူးညံ့လွယ်မယ်လို့ထင်တာပေါ့နော်ဘာလို့သူကအဲ့လိုမျိုးလူမဟုတ်ဘူးတလိษံသေးလေးတောင်မှခွေးလေးတွေမဟုတ်ဘူးနောက်အများကြီးပေါ့နော်တလိษံဘောင်းစုံသေးမွားလေးတွေအားဆိုလိုက်ပြီးတော့ချစ်တတ်တယ်ဆိုတော့သူ့ရဲ့ချစ်တတ်တဲ့အသေးနှလုံးကပို့ပြီးတော့သူများထက်ကြီးမယ်နဲ့တူတယ်နှလုံးသားကလေအားကြောင့်ဖြစ်ခုနကကျွန်တော်ပြောလို့ပဲဝမ်းသာပါတယ်သူ့အတွက်လည်းဂုဏ်ယူတယ်ဝမ်းသာတယ်ပြီးတော့ဟိုဖြစ်တဲ့နေပြီပေါ့နော်ဒီအချိန်မှာအဲ့တော့ဒါအကောင်းဆုံးပါပဲအစတွေကသူကအနေထိုင်လဲအကုန်သိတဲ့အတိုင်းပဲလေအဲ့လိုဟောရန်လည်းမရှိဘူးပြီးတော့မိဘကိုပဲတစ်ချိန်လုံးကြည်နေတဲ့သားလေပြီးတော့ပြင်းနေဘာတွေသွားတာတွေဘာတွေတောင်မှသူ့မှာသိမရှိဘူးဆိုတော့အစတွေအနေထိုင်အရန်ပြီးတည်တတ်တဲ့လူမျိုးပေါ့နော်ဒီဘက်ပြောမယ်ဆိုဒီဘက်ခေတ်ယောက်ျားလေးတွေမှာတော့မှတိတ်ပြီးတော့မတွေ့ရနိုင်တဲ့ပုံစံမျိုးလေဆိုတော့ကျွန်တော်ချီးကျူးပါတယ်ပြီးတော့သူတို့နှစ်ယောက်လုံးလည်းတကယ်ကိုcongratulation လုပ်ပါတယ်ဒါသူတို့ကတော့ဟိုအိမ်အောင်ကြပြီပေါ့နော်အိမ်အောင်ကြပြီဆိုတော့ပို့ပြီးတော့ပြည့်စုံသွားတာပေါ့သူ့မှာဟိုမှာပြိတ္တတွေရှိတယ်အောင်မြင်မှုတွေလည်းရှိတယ်ဆိုတော့အခုဘေးနားမှာသူ့အတွက်လက်တွဲပေါ်ကောင်းဇနီးပေါ့နော်လက်တွဲပေါ်ကောင်းတယောက်လည်းရှိပြီဆိုတော့ကျွန်တော်ထင်တာသူ့ဘဝကြီးကပို့ပြီးတော့အရင်ထက်ပို့ပြီးပြည့်စုံ